ကိုကလေကံတော်လေးသွားမယ်ကိုလောက်လာ3000ပါလေအဲ့နားလည်းမတည်ကိုဒီကျွန်တော်စားလိုက်တာလေပဲ3000မလားဟုတ်ကဲ့ဟာကိုကားခဏတော့ချက်ပဲကိုအဲ့ညာဖြစ်လေပြောကိုFacebook ကဆယ်လီပဲကျွန်တော်အဲ့လိုမြင်မှုတွေကြည့်နေတာFacebook ကဆယ်လီဟုတ်တယ်မလားဟုတ်တယ်လေငါညီဖက်သုံးလို့လားသုံးတာဗောအကိုကျွန်တော်အရန်အကိုဆိုကျွန်တော် like အများအားပေးတာဆိုကျွန်တော်ညမလေးကိုအကိုဆိုအရန်တိုက်တာဟုတ်လားဒါနဲ့တခုလောက်တော့မယ်စိတ်မဆိုးနဲ့နော်ပြောလေဘာဖြစ်လဲပြောလိုက်ပြော Facebook ကရုံနဲ့အပြင်ကရုံနဲ့ opposite အခြားစီပဲငါညီရလေ Facebook ကကြာပြီလားကြာတော့ကြာပြီကိုဒါမှမဖြစ်လို့လည်းမသိဘူး Facebook မှာ selfie ဖြစ်ရင်ဒီစီဝါလို့ရှိရင်ရပြီကွာဒီစင်ဝမ်းတူးရှိရင်ဆယ်လီဖြစ်ပြီအဲ့လိုရုပ်ရည်ချောမောပြီးချောမောတာဗောငါကြီးရဲ့အဲ့ကြောင့်မို့တော့ခင်ဗျားတို့ရုပ်ရည်တွေကခင်ဗျားတော်တော်ကွာအဲ့ထားပါအောင်ခင်ဗျားအဲ့ဒါဆိုအပြင်မှာတွေ့လို့ရှိရင်ခင်ဗျားမရှက်ဘူးလားဘာရှက်စရာမလဲဆယ်လီတဲ့ကိုယ့်လူလူအားလုံးကြီးပဲကွာခင်ဗျားလိုပဲလားဆယ်လီအားလုံးဒီမှာတော့ရုပ်တွေတခြားစီပဲတခြားစီပဲဘီစီဝါလို့သုံးလာတာတွေပဲအဲ့လိုလားဘာရှက်စရာလိုပါမှာလဲအဲ့ကြောင့်မို့ကျွန်တော်မထင်ရက်ဘူးကျွန်တော်အဲ့နေပါခင်ဗျာ check in မှာခင်ဗျာတင်တယ်နော်တင်တာဗောခင်ဗျာအဲ့ဒါဘလို့တင်လဲခင်ဗျာပြော trader Sedona stop bar DJ bar ဘားတွေလဲကုန်ပြီခင်ဗျာ Sedona အကုန်ကုန်ပြီခင်ဗျာတင်တာအဲ့မဲ့ခင်ဗျာအခုကျတော့တိုက်စီမောင်းတာကိုတော့ဘဝသမားတွေကွာတိုက်စီဆွဲစေအဲ့လိုမင်းတို့ညီလေးတို့ passenger ပါလို့ရှင်ကို trader ရောက်ရင်ခဏရက်တယ် passenger ချတယ်ကိုလည်းမှာ service rate တင်တယ်အကိုကဘဝသမားဆိုတာဘဝသမားထည့်ပြောတယ်ခင်ဗျာမသိပဲခင်ဗျာဘေးကိတ်လောက်ချမ်းသာကြတယ်ခင်ဗျာဟိုရောက်နေပြီဒီရောက်နေပြီ selfie ဆွဲပြီးတင်တယ်ခင်ဗျာအဲ့လိုမလုပ်ရဘူးလေခင်ဗျာမသိပဲကျွန်တော်တို့မှတော့ခင်ဗျာဟိုကအထင်ကြီးလိုက်တာခင်ဗျာဘာမှစောက်တော့မရဒီရက်ဆက်ပြီးခင်ဗျာတို့ဆယ်လီပဲဘယ်သူမှအားမပေးဘူးခင်ဗျာကျွန်တော်ကတော့အထင်ကြီးလိုက်ရတာဆယ်လီကစောက်ယူတွေဒီနေ့လည်းဘာဆယ်လီမှမစောက်ဘူး